channel ရတဲ့ပြန်လဲကျင်းလို့ပါပဲကျွန်တော်တို့ကျွန်တော်ငှားလာတဲ့ကားလေးရောဗျဒီကားလေးကဟိုဘက်တစ်ထောင်ပေးရတယ်ခုနနှစ်တစ်ထောင်နှစ်100နဲ့30ရှိတဲ့တစ်ပင်ကြီးရယ်အခုကျွန်တော်ရောက်နေတဲ့ Wat Tan Suwas ပေါ့နော် Wat Tan Suwas ကျွန်တော်ပြီးအပေါ်တက်ပါနော် Wat Tan Suwas ဒီနေရာတော့ထပ်ပုံရိုက်လို့ကောင်းတယ်ပေါ့နော် Wat Tan Suwas နဲ့ဟိုနှစ်ထောင်နှစ်100နဲ့30ရှိတဲ့အတစ်ပင်ကြီးရောကျွန်တော်ဒီကားလေးငှားလာတာပေါ့နော်တစ်ထောင်ပေးရတယ်တစ်ထောင်600လောက်တော့ကောင်းကောင်းရှိတော့600ကောင်းကောင်းရှိလို့ရတယ်နော်အခုကျွန်တော်အဲဒီကားလေးကိုပြပြရအောင်ညနေပိုင်းကျရင်တော့ကျွန်တော်အနားမှာရှိတဲ့ရေပေါ်ဈေးတို့ပန်တရာတို့အဲ့ဒီနေရာကြီးသွားမယ်ပြီးရင်နိုင်မားကသွားမယ် protein market သွားမယ်ပေါ့နော်၄-၅ခုတော့ဒီနေ့တော့ဒီနှစ်ခုကိုပဲကျွန်တော်တို့သွားလိုက်တယ်မနေ့ပြန်မှာပဲထပ်ပြီးတော့သွားရရှိတာဆက်သွားပါဘောနော်ဒါကတော့ Wat Tan Suwas ဟိုကျွန်တော်ရောက်ပါပြီဒါထပ်မုံရိုက်လို့ကောင်းပါတယ်ဒီနေရာလေးကဟုတ်ပြန်လဲလာခဲ့ပါဦးမနော်နောက်တစ်ဖြတ်ဖြတ်မင်္ဂလာပါဆက်လက်ပြီးတော့ကြိုးလိုပါတယ်အခုကျွန်တော် Wat Tan Suwas ခုနကအဝေးကလှမ်းရိုက်တဲ့ပုံပေါ့နော်ဒါကတော့အနီးကပ်ကျွန်တော်ရောက်ပါပြီ Wat Tan Suwas ကိုရောက်ပါပြီကချနာပူရီမြို့ရဲ့ Wat Tan Suwas နာမည်ကြီးနေတဲ့ Wat Tan Suwas ကိုရောက်ပါပြီဒါဆိုရင်တော့လေကားဟာလေကားနဲ့ဟာโอเคဒါတော့ Wat Tan Suwas ပေါ့နော်လေကတိ3ခုရှိတယ်ဟိုဘက်တစ်ခုဒီဘက်တစ်ခုအလယ်တစ်ခုရှိတယ်ပေါ့နော်ကဲလက်ကြည့်လိုက်ပါနော်ကျွန်တော်လိုက်ပါပြီးတော့ကြည့်ပေးပါအောင်ဟေးရှေ့ဟိုဆယ်allez attendezမကြီးချွတ်လေမကြီးနဲ့လေကလေးတက်နေတယ်ဟဲ့Wat Tan Suwasလာတယ်ဗျာဒီဘက်မှာဆိုရင်တောင်ထဲနေပြီပဲဟောတောင်ထဲနေမလေးဒီကတိကတော့များတယ်ချက်တစ်ကိုတော့တက်ယူရတယ်မောတယ်ဟုတ်ကဲ့ဘုံရုံနှစ်ချိုးတော့ရောက်လာပြီWat Tan Suwasဘုံရုံနှစ်ချိုးလောက်ကလည်းကျွန်တော်ရိုက်ပြတာပါဖက်ဖက်လေတောင်ထဲနေပြီပဲရမ်းလှတယ်ဟောမှာမြေကြီးတွေကြီးရှိတယ်Wat Tan Suwasဟောတက်လာခဲ့ကျွန်တော်တက်လာတဲ့ဒီကားပေါ့ဟောကြံသေးတယ်ထပ်တက်လာရောရောက်ပါပြီဗျာကချနာပူရီမြို့မှာနာမည်ကြီးနေတဲ့Wat Tan Suwasပါညနေပိုင်းလေးလာရင်တော့ပိုအဆင်ပြေတယ်ဗျကျွန်တော်တို့ကနည်းနည်းစောစောလာလိုက်တော့နေပူတာပေါ့မောညနေပိုင်းလာရင်ပိုအဆင်ပြေပါတယ်ကောင်းတော့ညနေ4 နာရီလောက်တောင်ဒီမှာရောက်ရလာလိုက်ပိုအဆင်ပြေလာနော်တောင်တန်းလေးရပြပါလေWat Tan Suwasတောင်လေးကွက်ပက်လေကာလာတာပေါ့နော်အရန်လာပြီနော်လာပါလေကျွန်တော်ပွဲမော်ဒန်ဘွိုင်းနေပါတယ်ဒီဘာသာWat Tan Suwasရောက်တဲ့ဟာတော့မမိုင်းအနေနဲ့ဒီစက်ချင်းဖြစ်ပါတယ်ဒုတိယပိုင်းအောင်ဆက်လက်အားပေးကြပါဦး like subscribe လုပ်ရသေးတယ်လုပ်ပေးကြပါဦးဗျာ